င်္ဂလာပါရှင်လူချင်းမင်းကနေတထေမင်းဖြစ်ဖို့အတွက်အားလုံးအစင်သစ်ဖြစ်နေကြပြီလို့ထင်ပါတယ်ပထမဆုံးမေးခွန်းစမေးပါတော့မယ်မေးခွန်းမမေးခင်မှာအီမေးခွန်းအတွက်သက်ဆိုင်တဲ့ဗီဒီယိုလေးတစ်ခုကိုပြသချင်ပါတယ်တကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးဘ ഹു တုတရဖွယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်တူတူကြည့်ပေးကြပါဦးရှင်တရပါတကားဒီပကံမျိုးရိုးမှာတကားကြီး12ပေါက်ရှိတာတကားကြီး12ပေါက်ရှိတဲ့ထဲမှာသူကအရှိတ်ဘက်မုတ်ရဲ့အဓိကအလဲပေါက်မြားကိုကာရန်တဲ့တကားဆိုပြီးအဲ့ဒီအစံလာပြောလာကြတရပါရဲ့အဓိပ္ပာယ်လူချင်းမင်းတို့ရှင်အခုမြင်တွေ့ခဲ့ရတဲ့ဒီဗီဒီယိုကတော့ပကံခေရဲ့သမိုင်းဝင်အမွေအနှစ်ဖြစ်တဲ့တရပါတကားနဲ့မြို့ရိုးအကြောင်းကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်လူချင်းမင်းတို့အတွက်လည်းတကယ်စစ်မှန်တဲ့ဗဟုသုတရစေဖို့အတွက်အခုလိုတကယ်အသိကျွမ်းနားလည်တဲ့ပညာရှင်များကိုသာမေးမြန်းပြီးတော့အသေးစိတ်ပုံဖော်ရိုက်ကူးပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အားလုံးအတွက်ဘာပဲဖြစ်ဖြစ်စုကြည်လည်းရမယ်စုကြည်မရခဲ့ရင်တော့မှဗဟုသုတကောင်းကောင်းလေးရမယ်လို့ထင်ပါတယ်အဲ့တော့ဒီစားတို့ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့ပထမအဆုံးမေးခွန်းလေးစမေးပါမယ်နော်မေးခွန်းကတော့တရပါတကားကိုအစင်အလာအယမြည်သည့်အဓိပ္ပာယ်ရသည့်တကားဟုပညာရှင်မှပြောကြားခဲ့သည်မိခွန်းကိုစာတန်းလဲထိုးပေးထားပါတယ်တေချာလေးနားလေအောင်ဖတ်ပြီးတော့ကျမတို့ဖုန်းခေါ်ရမှာဖြစ်ပါတယ်ဒါဆိုရင်အဝင်ကောလေးကိုကျွန်မစဖွင့်လိုက်ပါမယ်ရှင်ဝင်လာပါပြီလမ်းလိုက်ပါပြီရှင်မင်္ဂလာပါရှင်လူချင်းမရှင်ဖြည့်ဆိုပေးပါရှင်ဟယ်လိုဖုန်းဝင်နေပါပြီဖြည့်ဆိုပေးပါအချိန်ပြည့်ပါပြီရှင်ဒီစားတို့ဒုတိယမေခွန်းဆက်သွားပါမယ်ရှင်ဒါဆိုလို့ရှိရင်ဒီစားတို့ရဲ့ဒုတိယမေခွန်းအတွက်ဗီဒီယိုလေးကိုအရင်ဆုံးရှုစားပေးကြပါအောင်ရှင်ပါမေတို့သည်စုထူးပန်ရှင်ဝနသိင်ကြီးမေဖျားလို့လည်းခေါ်ပါတယ်တောင်မြုံးဆန်တခင်နှစ်ပါးလို့ခေါ်တဲ့ရွှေပြင်းကြီးရွှေပြင်းလေးပေါ့ကိုရိုမင်းမြတ်နှစ်ပါးရဲ့မာတာမိခင်ကျေးဇူးရှင်လည်းဖြစ်ပါတယ်ပကံခေရာဇဝင်ငယ်ကအထင်ကြီးရှိခဲ့တဲ့ပန်းဆက်သမားလေးကိုမြတ်တရဲ့ဇနီးမယားလည်းဖြစ်ပါတယ်လူချင်းမင်းတို့ရှင်အခုမြင်တွေ့ခဲ့ရတဲ့ဒီဗီဒီယိုကတော့မြန်မာတို့ရဲ့ကိုးကွယ်ယုံကြည်မှုတွေအလေးမြတ်ထားခြင်းခံရတဲ့ပုပ်ပါမယ်တော်အကြောင်းကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးတင်ဆက်တဲ့အခါမှာလေလူချင်းမင်းတို့အတွက်တကယ်ကိုစစ်မှန်တဲ့ဗဟုသုတအစစ်မှန်ကိုရရှိစေဖို့အတွက်အခုလိုတည်ကျွမ်းနားလည်တဲ့ပညာရှင်ကိုသာမေးမြန်းပြီးတော့ရိုက်ကူးပုံဖော်တင်ဆက်ပေးထားတာပါအဲ့တော့ကြည်နေတဲ့တနိုင်ငံလုံးကလူချင်းမင်းတွေအတွက်ဗဟုသုတလေးရတယ်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်လေးတစ်ခုဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့ဒုတိယမြောက်မေခွန်းကိုစပြီးတော့မေးတော့မှာဖြစ်ပါတယ်မေခွန်းကိုတေချာလေးနားထောင်ပြပါရှင်မေခွန်းကတော့ပုပ်ပါမေတော်သည်မြည်သည့်မင်းနှစ်ပါးဤမေတော်ဖြစ်ပြီးမြည်သူဤဇနီးမယားတူဖြစ်ပါသည်တဲ့ဒါပေးထားတဲ့မေခွန်းလေးပါစာတန်းထိုးပေးထားပါတယ်ဖြေဆိုနိုင်ဖို့အတွက်အဝင်ကောကိုပြန်ဖွင့်လိုက်ပါပြီရှင်ဟော့လိုင်းတစ်မျိုးထဲကိုသာခေါ်ပြီးတော့ဖြေဆိုရမှာပါဖုန်းဝင်သွားပြန်လာပါပြီစပါမင်္ဂလာပါရှင်လူချင်းမင်းရှင်ဖြည့်ဆိုပေးပါရှင်ဖုန်းဝင်သွားပါပြီရှင်ဖြည့်ဆိုပေးပါရှင်အတန်လေးပြင်းငယ်ဖြည့်ဆိုပေးပါရှင်ဟုတ်ကဲ့ပြင်းငယ်မကြားလို့ရှင်နောက်ထပ်တစ်စိတ်ကြဲလေးပြောပေးပါရှင်ပြင်းကြီးပြင်းငယ်ပြင်းကြီးပြင်းငယ်နောက်တစ်ခုကြံပါသေးတယ်ရုပ်ပြတော့မှားပါတယ်ရှင်ဖုန်းလေးချလိုက်ပါမယ်ဟုတ်ကဲ့နောက်ထပ်တစ်ကောပါမင်္ဂလာပါရှင်လူကြီးမရှင်ဖြေဆိုပေးပါရွှေပြင်းလေးနဲ့ရက်သားမှန်ပါတယ်ရှင်မှန်တယ်နော်28စက္ကန့်အတွင်းမှာဖြေဆိုနိုင်တာဖြစ်တဲ့အတွက်လူကြီးမင်း9သိန်းရသွားပြီဖြစ်ပါတယ်ကုန်ယူပါတယ်ရှင်လူကြီးမင်းကနေတထင်းမင်းဖြစ်ဖို့အစင်သစ်ဖြစ်ပြီတော့ကန်လဲတူကကန်လဲမြူပါဝင်ပုံစံလိုက်တော့ဟဲ့တန်ဖို့ရှိတဲ့ချိန်တန်ဖို့ရှိတဲ့တိပိုင်းဆိုင်နိုင်မချက်သိမ်းထောင်းများတိ